အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီဗီဒီယိုလေးမှာတော့မဲဆောက်မြို့မှာရှိတဲ့အကင်ဆိုင်လေးဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီအကင်ဆိုင်ကတော့ဒီတလမောက်မှာရှိတဲ့အကင်ဆိုင်ပေါ့နော်ဒီဂရုံထိုင်းရဲ့ပင်ချင်းကက်ရက်မှာရှိတယ်ဆိုတော့ဒီအကင်ဆိုင်လေးကိုတချို့ကလာစားပူလိမ့်မယ်ဒါပေမဲ့တချို့ကတော့မစားဘူးတဲ့သူတွေအတွက်ကတော့ဘယ်လိုစားရမလဲဆိုတော့လည်းမိတ်ဆက်ပေးချင်တယ်ဒီအကင်ဆိုင်မှာအသားတွေကအရန်လက်ဆက်တယ်အမဲတိုက်ဆိုလုံးဝစီးတဲ့အမဲတိုက်အရတာနဲ့မတူပရီမီယံရတာပေါ့နော်ဆိုတော့အသားတွေလက်ဆက်ပြီးမှစားစရာကြီးလဲစုံတယ်ပေါ့နော်ဆိုတော့ကျမအနေနဲ့အမြင်သွားစားတိုင်းအမြင်နဲ့အမဲသားဆက်ကိုစားဖြစ်တယ်သူ့ရဲ့ဈေးနှုန်းက499ဘတ်ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးမှာကျမကြိုက်တာကဘာလဲဆိုတော့အေးဆေးဆေးလေးနဲ့လာစားလို့ရတဲ့အတွက်ကြောင့်ကျမကကြိုက်တာပေါ့နော်ဆိုတော့အခုဆိုရင်ဒီဆိုင်မှာဆိုလို့ရှိရင်ဝတ်သားဆက်ရှိတယ်399ဘတ်ပဲဟုတ်တယ်နော်ဒါပြီးပင်လယ်စာတို့တခြားဆာရှိမီတွေရှိတယ်သူကမှာရတာကစကန်လေးနဲ့ဒီလိုဖတ်ပြီးတော့မှာရတာဖြစ်တယ်နော်ဆိုတော့စောနာစကန်လေးပြတာတဲ့ပုံမှာကျမတို့ကဖုန်းနဲ့စကန်လေးရိုက်ပြီးမှဒီအမေသားကိုလိုချင်တဲ့အသားတွေကိုမှာရတယ်မှာရတာလည်းအရန်လွယ်ကူတယ်နော်ဆိုတော့ဘယ်နှတုံးမှာမိမလဲဘယ်နှခုမှာမိလဲဆိုတာမဖြစ်စေရအောင်သူတို့ကတစ်ခုဆိုရင်အသားတစ်ခုနဲ့ညီမျှအောင်လုပ်ထားပြီးဥပမာကိုအသားနှစ်ပြားစားချင်နှစ်ခုရိုက်လိုက်ရုံပဲသုံးပြားစားချင်သုံးခုရိုက်လိုက်ရုံပဲပေါ့နော်လုံးဝရှုပ်ထွေးမှုမရှိစေဘူးတချို့ဆိုင်တွေဆိုကြုံမှုမှာပါဒါကိုကတစ်ခုရိုက်လဲ3 4 5ခုချတာလို့ဆိုရင်အဲ့လိုမျိုးဆိုမှန်းအရန်ခတ်တယ်ပေါ့နော်ဒီဆိုင်ကတော့အရန်လွယ်ကူပါတယ်သူကမှာပြီးလို့ရှင်းလည်းကိုကစားမကုန်လို့ရှင်းသူကဒဏ်ခတ်တယ်ပေါ့နော်ဒါကြောင့်မလို့သူကရိုးရှင်းလို့ဝေထားတယ်အသားတစ်ပြားစားချင်တစ်ပြားနှစ်ပြားစားချင်နှစ်ပြားပေါ့နော်ဆိုတော့ပြီးရင်မီနူးတစ်တွေလည်းအများကြီးထည့်ပေးထားတယ်ကျမဒီနောက်ပိုင်းမှာအရန်ကြိုက်တဲ့ຢာကပါလဲဆိုရင်မာလာထည့်လာတယ်ပေါ့နော်မာလာမှုတ်တွေမာလာ sauce တွေထည့်လာပြီးတဲ့ခါမှာအသားစားရတာအရတာပေါ်လွင်စီတယ်ပေါ့နော်ကျမတို့လိုအဲ့လိုမျိုးအရန်ရှူးရှဲကြိုက်တဲ့သူတွေလေးပေကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီမာလာနဲ့တော်တော်အဆင်ပြေပါတယ် sauce က3မျိုးပေးတယ်မာလာ sauce နဲ့ပင်လယ်စာ sauce ရဲ့အချို sauce ပေါ့နော်ဒါကတော့မာလာအမှုတ်ဖြစ်တယ်အသားတွေကိုကြည့်လိုက်ပါเนาะအမျိုးမျိုးပဲဖြစ်ပါတယ်အမဲသားဆိုလဲသူ့ရဲ့အမျိုးမျိုးပေါ့သူ့မှာရှိတဲ့အမဲသား၄မျိုးလောက်တော့ရှိတယ်ဆိုတော့အသားတွေကအရန်နူးညံ့တယ်ကျမအရန်သဘောကျတယ်ဝတ်သားတွေဆိုတော့တုံးလေးလှုပ်ထားပြီးတယ်กินရတာအရန်လွယ်ကူပြီးမှအရသာကိုပေါ်လွင်စီတယ်ပေါ့เนาะဆိုတော့ဒီလိုမျိုးဆူရှီပုံစံမျိုးဟင်းပွဲကြီးလည်းရှိပါတယ်ပြီးတဲ့အခါမှာကျမကဒီဆိုင်ရောက်တဲ့ခါတိုင်းစားဖြစ်တဲ့ပုံစံလေးကတော့ဒီအမဲသားကိုပေါ့เนาะဒီရင်းကြီး6ထဲမှာပေါ့နော်ကျမကထက်စားဖြစ်တဲ့ဆူရှီပုံစံမျိုးလေးပေါ့နော်ရင်းကြီး6ထဲမှာမဲသားကိုกินပြီးမှကင်ချီလေးနည်းနည်းထည့်တယ်သူ့ရဲ့ sauce လေးနည်းနည်းထည့်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကျမကဒီကိုထည့်ခြင်းတဲ့ဟာတွေထည့်လို့ရတယ်ပေါ့နော်ကျမကတော့ဒီအရွက်တွေထည့်တယ်မြုပ်သီးပွားတွေထည့်တယ်ပေါ့နော်အရသာကိုလိုအပ်တယ်လို့ကျမထည့်ပါတယ်ဆိုတော့အဲ့လိုမျိုးထည့်ပြီးမှစားတာကိုအရန်အကင်ကြီးပဲစားတာထက်ပိုပြီးမှသဘောကျပါတယ်အသားတွေကလေသူတို့တုံးထားတာအရန်အဆင်ပြေတယ်ပပလွာဆိုကင်ချိန်ကလည်းလုံးဝမကြဘူးအသားကင်တာထိုင်ဆောက်ပြီးမှစိတ်မရှိတဲ့ကိုမမတွေဒီဆိုင်မှာသွားပြီးမှသုံးဆောင်လို့ရပါတယ်အရန်ကိုစားကောင်းပါတယ်ပတ်ဝန်းကျင်ဆိုင်အနေထားကလည်း aircon ထဲမှာညင်နေစားရတဲ့အတွက်ဧည့်သည်တွေခေါ်သွားမယ်ဆိုလည်းအရန်အဆင်ပြေရဲ့ဆိုင်ဖြစ်ပါတယ်ဒီဆိုင်ဖွင့်ချိန်ကနေ့လယ်စားနဲ့စားလို့ရနော်17နာရီကနေပြီးမှပိုညထီးပေါ့နော်ဆိုတော့ကျမတို့သွားဆိုင်တော့များတော့အပြင်နေ့လယ်စားအနေနဲ့သွားစားဒါကြောင့်မလို့ဧည့်သည်များလာလို့ရှိရင်လေတကယ်ဆိုင်ကောင်းကိုခေါ်သွားချင်တယ်ဆိုတဲ့ဒီဆိုင်ကိုညွှန်ပြလို့ရတယ်ကျမကကြီးညာပေးတာမဟုတ်ပါဘူးတကယ်ကောင်းလို့ပြန်ပြောပေးတာပေါ့နော်အခင်ချစ်သူများတွားပြီးမှစားကြည့်ကြပါရှင်အားလုံးပဲမင်္ဂလာပါရှင်